လုံးသားအာဟာရဖိမြင့်ကောင်းတဲ့နှစ်ခွေးလေးစတိုးဆိုင်ပိုင်ရှင်ကဆိုင်တကားဝမှာဆိုင်ဝတ်အတစ်ခုထက်ချိတ်သည်ခွေးပေါက်ကလေးများရောင်းရန်ရှိသည်တဲ့ဒီကြော်ညာမျိုးကိုကလေးတွေအလွန်စိတ်ဝင်စားသည်သူတို့ကခွေးချစ်တဲ့သူများမဟုတ်လားခဏအကြာမှပင်ကလေးတယောက်ဆိုင်ပေါက်ဝသို့ရောက်လာသည်ခွေးလေးတစ်ကောင်ဘလောက်ရောင်းသလဲခမသူကမေးသည်ဒေါ်လာ30က50အထိဈေးအစားစားရှိသည်ဒေါ်လာ30က50အထိဈေးအစားစားရှိတယ်ဆိုင်ရှင်ကပြည်သည်ကောင်လေးကသူ့အိတ်ထဲရှိသည့်ပတ်စံအကျွေတွေနှိုက်ထုတ်သည်ကျွန်တော်မှာ$2.38 စင်ပဲရှိပါတယ်ခွေးလေးတွေကျွန်တော်ကြည့်လို့ရမလားခင်ဗျဆိုင်ရှင်ကပြုံးသည်ထို့နောက်ခွေးအိမ်ထဲမှာရှိနေသည့်ခွေးမကြီးကိုလေချုံပြီးခေါ်လိုက်သည်ခွေးမကြီးဆိုင်ရဲနဲ့ပြေးဝင်လာတော့သူ့နောက်ကခွေးပေါက်ကလေး9ကောင်တန်းစီ၍လိုက်လာသည်ပစ္စည်းခွေးလေးတွေအမွှေးကတိတ်ရှည်တော့တကိုယ်လုံးအမွှေးတွေဖုံကလုံးနေသည်အဲ့ဒီအထဲမှတကောင်ကဟိုးနောက်မှာပြက်ကြံခဲ့သည်သူကထော်တီးထော်နဲ့လမ်းမလျှောက်တတ်သလိုကောင်လေးကဒီဟာလေးမြင်တော့ချက်ချင်းစိတ်ဝင်စားသည်ဒီခွေးလေးကဘာဖြစ်တာလဲခွေးလေးမှာမွေးကလေးကတင်မဆုံမျိုးအယူကွက်ပမလာသဖြင့်တသက်လုံးခြေထောင်းနေရမည်ဟုတိရစ္ဆာန်စိတ်ကူးဆရာဝန်ကပြောဆိုသည့်အကြောင်းဆိုင်ရှင်ကရှင်းပြသည်ကောင်လေးပို၍စိတ်ဝင်စားသွားသည်ဒီခွေးလေးကျွန်တော်ဝယ်ခြင်းနဲ့ဗျာသူကဆိုသည်ဟာမွေးပါနဲ့ကွာမင်းတကယ်လူချင်းငါပေးပါမယ်ဒီစကားကြောက်တော့ကောင်လေးမျက်နှာပြတ်သွားသည်သူကမကျေနပ်သည့်အမူအရာမျိုးနှင့်ဆိုင်ရှင်ကြီးကိုမော့ကြည့်ပြီးပြောသည်အလကားပေးတာကျွန်တော်မလိုချင်ဘူးခမဒီခွေးလေးလဲကျန်တဲ့ခွေးတွေနဲ့ဓာတ်နုတမှုရှိတာပဲတပြားသားမှမလျော့ပါဘူးကျွန်တော်တမှုအပြည့်ပဲပေးမယ်ဒါပေမဲ့ကျွန်တော်မှလောလောဆယ်$2.38 စင်ပဲရှိပါတယ်အခုအဲ့ဒါယူထားလိုက်ပါနောက်ကိုတစ်လ$50စီကြေတဲ့အထိကျွန်တော်ဆက်ပေးပါမယ်သို့တော့ဆိုင်ရှင်ကအလျှော့မပေးမွေပါနဲ့ကလေးကနောက်ကြတော့မင်းစိတ်ပြတ်သွားလိမ့်မယ်ဒီခွေးလေးကပြေးနိုင်လွှမ်းနိုင်မှာမဟုတ်ဘူးမင်းနဲ့ခုံမောက်ကစားနိုင်မှာမဟုတ်ဘူးဒီခါကျတော့မှကောင်လေးကဆိုင်ရှင်ကြီးကိုမော့ကြည့်ကသူ့ပေါင်းပြီးအောင်နာစားကိုလှန်ရေးပြခြင်းလေးတန်တိုးတိုးနှင်ပြောသည်ကျွန်တော်လဲကောင်းကောင်းမပြေးနိုင်ပါဘူးပါပီလေးခမရမှာသူ့ကိုချင်းစာရမယ်လူတယောက်တော့ရှိဖို့လိုမှာပေါ့တဲ့ကောင်လေးဘဲဘက်ခြေထောက်ကလေးကအတော်ဆူဆူဝဝပင်တိမ်လေးကောက်နေကလမ်းလျှောက်နိုင်ရန်အတွက်တတ်ထုချုပ်တမန်းဖြင့်အားဖြစ်ပြီးထားရလေသည်